ပြီးခဲ့တဲ့အပိုင်းမှာနာရူတိုကမာတီရှယ်ဒိုကလုံးဂျူဆူကိုတက်သွားတာကြောင့်ဂန်နင်ဖြစ်လာပါတယ်။အဲ့ဒါကြောင့်ဒီနေ့မှာနညာသိမိတ်ဆက်ပွဲအတွက်စောစောထပြီးအသင့်စားခေါက်ဆွဲနဲ့ရက်လုံနေတဲ့နွားနို့ကိုတောက်ပါတယ်။သူ့လိုပဲဂန်နင်ဖြစ်လာကြတဲ့ဆာကူရာနဲ့အီနိုလည်းမိန်းမတို့တဘာဝပြိုင်ရင်းဆိုင်ရင်ပဲအကြောင်းကိုရောက်လာပါတယ်။ရောက်လာတော့လဲဆာစကဲဘေးမှာထိုင်နေတာကြောင့်အတန်းတွေကမိန်းကလေးတွေနဲ့ရန်ဖြစ်ကြပါတယ်။တကယ်တော့ဆာစကဲရဲ့နာမည်အပြည့်စုံကအိုချီယာဆာစကဲဖြစ်ပြီးသူတို့ကြောင့်ရဲ့အတော်ဆုံးကြောင်းသားလည်းဖြစ်တာကြောင့်ကောင်မလေးတွေကတဲတဲလုံနေကြတာဖြစ်ပါတယ်။ဒါကိုဂျေဝင်နေတဲ့နာရူတိုကပြဿနာရှာရင်နာရူတိုဝေါမှာနာမည်အကြီးဆုံး Legendary Fakis ကိုနှစ်ယောက်လုံးပေးမိသွားပါတယ်။ဒီကိစ္စကြောင့်ပဲနာရူတိုကအတန်းတွေကကောင်မလေးတွေရဲ့မုန်းတီးခြင်းကိုခံရပြန်ပါတယ်။ဒါပေမဲ့အဲ့လိုစောက်ပေါ်တော်မှာအတန်းတွေကဟီနာတာဟီရူကာလို့ခေါ်တဲ့ကောင်မလေးကသဘောကျနေပါတယ်။ခေါင်းကြီးတို့အတွက်တော့စိုးဆက်ပါ။၃ယောက်တစ်ဖွဲ့ခွဲကြတဲ့အခါနာရူတိုဆာကူရာနဲ့ဆာစကဲတို့ကတစ်ဖွဲ့တည်းကြပါတယ်။ကျန်တဲ့သူတွေကလည်းအသီးသီးအဖွဲ့တွေရရှိကြပြီးအုပ်စုလိုက်ဆောင်ရွက်မှုအကြောင်းကိုသိယူကြရပါတယ်။နေ့လယ်ထမင်းစားချိန်မှာတော့ဆာစကဲနဲ့ဆာကူရာအဆင်ပြေနေပြီးအနမ်းမေကန်ဒီဘိုက်နာလာတာကြောင့်ဆာစကဲကအိမ်နာကိုပြေးပါတယ်။ဒါပေမဲ့ဆာစကဲကနာရူတိုပုံပြောင်းသွားပါတယ်။တကယ်တော့နာရူတိုကဆာစကဲကိုချောင်းတိုက်ပြီးသူ့ပုံပြောင်းကဆာကူရာနဲ့နီးစပ်အောင်ကြိုးစားတာဖြစ်ပါတယ်။လူတော်လူတက်လေဆာစကဲကနာရူတိုကိုငပေါ်ဆိုပြီးအထင်သေးမိလို့ကျိုးနဲ့တုတ်တာခံလိုက်ရပါတယ်။ဆာစကဲအစ်စ်ကလွတ်လာပြီးဆာကူရာနဲ့တွေ့တော့နာရူတိုကိုမေးပါတယ်။ဆာကူရာကတော့နာရူတိုကမိဘမရှိတာကြောင့်ထင်တိုင်းကျဲနေတဲ့ငပေါ်တကောင်ဖြစ်ပြီးသူ့လိုမိဘရှိတဲ့သူကလူရင်ကြီးလေးတစ်ဖွဲပြောပါတယ်။တကယ်တော့အထီးကျန်မှုဆိုတာဟာမိဘတွေဆိုတာထက်ပိုပြီးဆိုတဲ့အရာတစ်ခုဖြစ်တယ်လို့ဆာစကဲကပြောလိုက်ပါတယ်။စိတ်ပြက်စရာတစ်ခုလို့အပြောခံလိုက်ရတဲ့ဆာကူရာလည်းနာရူတိုအပေါ်ခါခါတီတီဆက်ဆံခဲ့မိတာကိုကိုချင်းစာသွားပါတယ်။နာရူတိုကတော့တနေ့လုံးနွားနို့ကအစွမ်းပြနေတာကြောင့်ကိုဘွားရည်နဲ့တော့အိမ်သားကိုလွတ်တက်နေရပါတယ်။ဗီဒီယိုလေးကိုကြည့်ရသဘောကျရဆိုရင်ကျွန်တော်ရဲ့ Facebook page နဲ့ YouTube channel ကို like and follow, subscribe နဲ့ share လေးလုပ်ပေးသွားကြဖို့တောင်းဆိုချင်ပါတယ်။နောက်တစ်နေ့အတန်းမှာတော့သူတို့ဖွဲ့ကိုတာဝန်ယူမဲ့ဆရာတယောက်ပဲနောက်ကျနေပါတယ်။အဲ့အကြောင်းပဲနာရူတိုကဘောပြက်ကိုတကားပေါင်ပေါ်တင်ပြီးခတ်တုံးထောင်ချောင်းအကွက်နဲ့ဆရာကိုကြိုးဆိုပါတယ်။ရွာမှာတကြီးပြီးရင်အဆင့်အမြင့်ဆုံးဖြစ်တဲ့အထက်တန်းနေညာဂျိုနေတယောက်ကခတ်ပေါ်ပေါ်ထောင်ချောင်းကိုလွယ်လွယ်ပဲမိသွားပါတယ်။7အဖြူ mask ကိုအမဲတက်ထားပြီးမျက်လုံးတစ်ဖက်ကိုအုပ်ထားတဲ့နေညာရဲ့နာမည်ကခါခါရှိဟာတာကီဖြစ်ပါတယ်။အဲ့နောက်တယောက်နဲ့တယောက်ရင်းနှီးအောင်မိတ်ဆက်ကြပါတယ်။ပထမဆုံးအနေနဲ့ဥဇူမာကီနာရူတိုဖြစ်ပြီးအကြိုက်ဆုံးကအီချီရာကိုလို့ခေါ်တဲ့ရာမန်ဖြစ်ပါတယ်။မကြိုက်တာကတော့ခောက်ဆွဲကိုပြုတ်နေတဲ့အချိန်စောင့်ရတာကိုဖြစ်ပါတယ်။အနာဂတ်အိမ်မက်ကတော့တရားလုံးလေးစားအားကြရတဲ့ဟိုကာကဲလုပ်ဖို့ပဲဖြစ်ပါတယ်။နောက်တစ်ယောက်ကတော့ဟာရူနိုဆာကူရာဖြစ်ပြီးသူ့ရဲ့ကြိုက်တာဝါသနာနဲ့အနာဂတ်အိမ်မက်အားလုံးဟာဆာစကဲဖြစ်ပါတယ်။မကြိုက်တာကတော့နာရူတိုဖြစ်ပါတယ်။နောက်ဆုံးတစ်ယောက်ကတော့ဆာစကဲဥချီဟာဖြစ်ပြီးမြင်နေသမျှအရာအားလုံးကိုမကြိုက်တဲ့သူဖြစ်ပါတယ်။ကြိုက်တာရဲ့လို့လည်းမဲရရမရှိပါဘူး။သူ့ရဲ့အိမ်မက်မဟုတ်တဲ့ရီမန်းချက်ကဥချီယာမျိုးနယ်ကိုပြန်လည်တည်ထောင်ဖို့နဲ့လူတစ်ယောက်ကိုတတ်ဖို့ဖြစ်ပါတယ်။သူတို့ဆရာမနှက်ပြန်လောက်ခိုင်းမဲ့လက်ကျင်ကန်ကကြားဖို့66ရာခိုင်နှုန်းတည်ကြတဲ့အသက်လူရမယ့်စာမေးပွဲဖြစ်ပါတယ်။တကယ်လို့ကြာရှုံးခဲ့ရင်တော့3ယောက်လုံးနင်ဂျာမူဂျိုကိုပြန်ပို့ခံရမှာဖြစ်ပါတယ်။တကယ်တော့ဒါရှော့ပေါ်ပြောလိုက်တာဖြစ်ပြီးတမိုင်းမှာခါခါရှိရဲ့စာမေးပွဲကိုအောင်တဲ့ကန်နေဆိုတာတယောက်မှမရှိသေးပါဘူး။နောက်နေ့မနက်9နာရီမှာတော့လက်ကျင်ကွင်းကို3ယောက်လုံးမနှက်စာမစားပဲလာကြရပါတယ်။ပထမဆုံးနေ့မှာရင်ခါခါရှိစန်းဆက်ရ2နာရီလောက်နောက်ကျပြီးရောက်လာပါတယ်။တကယ်တော့ဒီနေ့လက်ကျင်ကန်ကနေ့လယ်12နာရီမတိုင်ခင်ခါခါရှိစီကချူနှလုံးကိုလူရမယ်ရိုးရှင်းတဲ့လက်ကျင်ကန်လေးဖြစ်ပါတယ်။မလုံနိုင်ခဲ့ရင်တိုင်မှာကျိုးတုတ်ခံရပြီးနေ့လယ်စာငတ်မှာဖြစ်ပါတယ်။ပြဿနာချူကနှလုံးပဲရှိရဲ့အတွက်တယောက်ကတော့ကျင်းတီပေါင်းနေ့လယ်စာငတ်မှာဖြစ်ပြီးအကယ်ဒမီကိုပြန်သွားရမှာဖြစ်